ဒီမျိုးကတော့ကမ္ဘာပေါ်မှာတိုက်ကြီးနှစ်ခုကြားမှာတည်ရှိနေတဲ့တစ်ခုတည်းသောမြို့ပဲဖြစ်ပါတယ်။သူ့ရဲ့ area 3 ပုံ 2 ပုံကဥရောပတိုက်ထဲမှာရှိနေပြီးကျန်တဲ့အပိုင်းကတော့အာရှတိုက်ထဲမှာရှိနေတာပါ။ဒါတင်မကသေးပါဘူး။အနာဂတ်မှာဆိုရင်ဒီမြို့ရဲ့အစိတ်ပိုင်းတစ်ခုဟာကျွန်းတစ်ကျွန်းအဖြစ်တောင်ပြောင်းလဲသွားနိုင်ပါသေးတယ်။တူရကီ Turkey နိုင်ငံရဲ့အစ္စတန်ဘူမြို့ကနေကြိုဆိုလိုက်ပါတယ်။အစ္စတန်ဘူမြို့ဟာ Bosphorus ရေလက်ကြား Bosphorus Strait တခြားကမ္ဘာအလုံးရှုပ်ဆုံးရေကြောင်းလမ်းတွေထဲကတစ်ခုတည်ရှိရာနေရာလေးဖြစ်ပါတယ်။ဒါဟာပင်လယ်နက် Black Sea ထဲကိုသင်္ဘောတွေအဝင်အထွက်လုပ်နိုင်တဲ့တစ်ခုတည်းသောလမ်းကြောင်းပဲဖြစ်ပါတယ်။တခါတလေမှာဆိုရင်ဒီ Bosphorus ရေလက်ကြားကိုဖြတ်တန်းသွားလာတဲ့သင်္ဘောအရေအတွက်ဟာပနာမာတူးမြောင်း Panama Canal နဲ့စူးအက်တူးမြောင်း Suez Canal တွေထက်တောင်ပိုများနေတတ်ပါသေးတယ်။1936 ခုနှစ်မှာတူရကီနိုင်ငံဟာ Montreal Convention ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီ Convention သဘောတူညီချက်အရတူရကီနိုင်ငံဟာကုန်သွယ်ရေးသင်္ဘောတွေစီကနေအခကြေးငွေဒါမှမဟုတ်အခွန်အခတွေကောက်ခံခွင့်မရှိပါဘူး။ဒါကြောင့်မို့လို့သူတို့ဟာအစ္စတန်ဘူတူးမြောင်း Istanbul Canal လို့ခေါ်တဲ့45 ကီလိုမီတာရှည်လျားပြီး Bosphorus ရေလက်ကြားနဲ့အပြိုင်နီးပါးဖောက်လုပ်ထားတဲ့လူလုပ်တူးမြောင်းကြီးတစ်ခုကိုတည်ဆောက်ခဲ့တာပါ။အစ္စတန်ဘူတူးမြောင်းသာအပြည့်အဝလဲပတ်နိုင်ပြီဆိုရင်တော့တူရကီနိုင်ငံအနေနဲ့ဖြတ်တန်းသွားလာတဲ့သင်္ဘောတွေစီကနေအခကြေးငွေတွေကိုအပြည့်အဝကောက်ခံနိုင်မှာဖြစ်တယ်လို့နိုင်ငံအတွက်စီးပွားရေးအကျိုးမြတ်တွေကိုလည်းတိုးပွားစေမှာပါ။ဒါအပြင် Bosphorus ရေလက်ကြားမှာသင်္ဘောတွေပိတ်ဆို့မှုကိုလည်းလျှော့ချပေးနိုင်မှာဖြစ်ပါတယ်ပြီးတော့အစ္စတန်ဘူမြို့ရဲ့အလဲဗဟိုအစိတ်ပိုင်းဟာလည်းကျွန်းတစ်ကျွန်းဖြစ်လာတော့မှာပဲဖြစ်ပါတယ်။